the case that I've talked about မတင်ပါဘူးအကိုတင်ထားတဲ့ဟာညီမလေးကိုဟိုကောင်ညီမလေးအကိုဖုန်းနှစ်ခေါက်ဆက်တယ်လေညီမလေးနဲ့အကိုနဲ့ကြားပြီးပြောပြီးနောက်ပိုင်းမှာနှစ်ခေါက်ထပ်ရတယ်ပထမတစ်ခေါက်မှာဟိုကောင်ဘေးမှာရှိပြီးညီမလေးကိုပြောခိုင်းတဲ့အချိန်မှာဆွဲလာရန်လာဖြစ်တဲ့ဗီဒီယိုအဲ့အတန်ရင်ဒုတိယတစ်ခေါက်ကညီမလေးအကိုကိုမေးရလေညီမလေးရဲ့ဖုန်းနံပါတ်ကိုအကိုပြောမိတာဆိုတော့ညီမလေးကိုအကိုပြောမိသွားဘာလို့ဆိုအဲ့ချိန်မှာဆွဲလာရန်လာဖြစ်တော့အကိုလည်းပြောမိသွားတာဗောဘာလို့ဆိုညီမလေးကိုဆက်လို့မှမရအဲ့တော့အဲ့နှစ်ခုပါပဲကျန်တာဘာမှမရှိပါဘူးเนาะညီမလေးเนาะဟိုအဲ့ဒါမသိဘူးအမေကအဲ့လေဟိုပထမခေါက်ကဟိုပြောထားတော့စားရောမရှိညီမလေးအဲ့ဒါကြောင့်ညီမလေးအဲ့တော့အဲ့ဒါရကိုအေးစေးအကိုသိချင်တာအဲ့ Mr. Min ကိုလည်းပြောပါเนาะဟိုဖြစ်တာဖြစ်ပြီးသွားပြီเนาะ the only way is that I want you back in Myanmar that's it so အဲ့ဒါကိုဘရော့လုပ်ပေးမှလဲ तू အဲ့ဒါကိုမလုပ်ပေးဘဲနဲ့ तू ကြာလေအကိုပြောတာရှင်းရှင်းနေ तू အတွက်ကောင်းမှာမဟုတ်ဘူး I already make some calls ညီမလေးထင်တဲ့လူတွေညီမလေးဘက်ကို support မလုပ်ဘူးလို့ထင်တဲ့လူအကုန်လုံးကညီမလေးဘက်မှာရှိရယ်เนาะအဲ့တော့ तू အကိုပြောချင်တာဒါပဲညီမအခုဗမာလဲဆို तू ပြောလို့မရအောင်လေဘေးမှာဟိုကောင်ရှိရလေဟိုကောင် speaker ဖွင့်ပြီးနားထောင်နေပိုင်းလာကြောင်းနေအဲ့တော့ဒီကောင်ကညီမလေးပြောရမှာဒါပဲဖြစ်တာဖြစ်ပြီးသွားပြီအဲ့တော့ငါညီမကိုအကိုမြန်မာပြည်မှာလိုချင်တယ်နော်ဒီကောင်အဖေအမေလည်းတည်ပြီးသွားပြီနော်အကိုဒီကောင် passport တွေလည်းအကိုလက်ထဲမှာရှိတယ်ဒီကောင်မှတ်ပုံတွေလည်းအကိုလက်ထဲမှာရှိတယ်အဲ့တော့အကိုလိုချင်တာဒီငါညီမကို I want you back to our country safelyကျန်တဲ့ကိစ္စညီမရောက်ပြီးပြီဆိုရင်သူ့ကိုလည်းညီမ10ရက်တိတိအမှုမဖွင့်ဘူးအကိုလည်းဘာမှမလုပ်ဘူး तू သွားခြင်းတဲ့နေရာ तू သွားလို့ရတယ်နော်အဲ့ဒါသူ့ရဲ့ only option ကဒါပဲအဲ့ဒါငါညီမကိုအဲ့ဒါကိုလက်ပါခြေပါလုပ်တယ်ဆိုရင်ဟိုဖြစ်မှာမဟုတ်ဘူးသူကောင်းလည်းပြောမှာမဟုတ်ဘူးကောင်ပေးရပဲတင်ပြောလိုက်လေညီမလေးကဘာပြောချင်သေးလဲဘာမှမပြောချင်ဘူးကိုဘာလီပေါ်တော့ဒီနေ့ပြန်ဖို့တော့လောက်ခိုင်းထားတယ်ကိုပေါ့မဟုတ်ညီမလေးဒီနေ့ပြန်မရောက်လာဘူးဆိုမုံမီအကြီးကျယ်လောင်လိုက်မယ်အဲ့ဒါတော့အဲ့ကောင်ကလာကိုသိအောင်ပြောလိုက်နော်ငါတို့မြန်မာနိုင်ငံကလူတွေအကုန်လုံးနင်းထင်းသလိုမဟုတ်ဘူးဟုတ်ပြီလားညီမလေးနော် we all with you အဲ့တော့အမေကြီးကိုလည်းရှင်းပြလိုက် we are all with your mother okay ဘာမှမဖြစ်ဘူးနော် it's fine okay အဲ့တော့အမေကိုလည်းပြပြလိုက်အကိုတင်ထားတာဒီညီမကိုဒီမင်းကဘေးမှာထိုင်ဖုန်းလူးတဲ့ဟာနဲ့ဒုတိယတစ်ခေါက်ပြောတဲ့ဟာလေကျန်တာအကိုဘာမှတင်ထားတာမရှိပါဘူးနော်ညီမလေးစိတ်ချဟုတ်ကဲ့အကိုဟိုအားကြောင့်နေရလေအကြီးကြီးလာပြောတော့အကုန်လုံးနေရှက်ကွဲပြီးလဲဆိုထားရောတင်တာလားပေါ့ Don't worry ဘာမှအရှက်ကွဲစရာမရှိဘူးညီမလေး you need to number 1 you need to come back to our country အဲ့ကောင်လည်းကလားလည်းပြောပါဒီနေ့မရောက်ဘူးဆိုရင်ငါတို့ရှီကလူတွေဒီကောင်ရှီလိုက်လာမှာလို့နော်နော် if he wants to test the power of Myanmar people then I dare him okay ညီမလေးအခုစားသွားလားအဆင်ပြေလားဘာထိခိုက်မှုဘာညာရှိလားအဲ့လိုတော့မရှိဘူးကိုဘာလဲဒီဟွာကဘာလဲ flight ကမနှက်ပိုင်းနေမရှိလို့ဆိုလား yeah 2နိုင်ရှိရလေအကိုလည်းလေ့လာပြီးသွားပြီ2နိုင် flight ရှိတယ် right ဒီကောင်အဲ့လိုဖုန်းကိုကင်နေဖုန်းကိုချတယ်ဒီကောင်စောက်ယူတောင်းသားကလားကွာမင်းကောင်မလေးတနာပါရဲ့ကွာဟိုကောင်ပြန်မပို့ခြင်းဘူးလေပြန်မပို့ခြင်းလို့မရအောင်ငါတို့မြန်မာတွေဟဲ့အောင်မင်းတို့လာဖမ်းပါခွေးတောင်းသား Okay hotel နာမည်က Mandarin Oriental Hotel တဲ့အဲ့တော့မလေးရှားမှာရှိတဲ့လူတွေအကုန်လုံး Mandarin Oriental Hotel လို့ဖုန်းဆက်ပေးပါဆက်ပြီးတော့ဆူရှာနိုင်ဟာလားကောင်းမလေးနာမည်ပို့ပြီလားပို့ပြီဦးမီပို့ထားတယ်ဒီမှာ Mandarin Oriental Hotel သူကလို့တိကျသိမှာလဲ तू ကအတိအကျသိအောင်မင်းကသူ့ရဲ့ STD ဆိုတဲ့ယောဂကနိုဆွဲအောင်ရှိတဲ့ဘန်ကောက်ကောင်မလေးကိုပြောထားတဲ့အတွက် Patricia ကိုမင်းပေါ်ဟိုတယ်မှာထားထားရဆိုတော့ကောင်မလေးကသိတယ်မင်းတောင်းသား Patricia မလေးရှားမှာရှိချင်မှာအဲ့ဒီသူယောဂပေးထားကောင်မလေးကိုလည်းထိုင်းမှာလာတွေ့ဟိုကောင်မလေးကယောဂရှိရင်နင်းနဲ့ငါလုံးဝမတွေ့ဘူးပြန်လွှတ်လိုက်တဲ့အပေါ်မှာမင်းကမလေးရှားပြန်ရောက်သွားတယ်အဲ့တော့အဲ့ကောင်မလေးကပြောတာဒါကိုမသိစေချင်တာလားဒီလိုမျိုးဖြစ်နေတာသူ့မင်းကဒါကိုမသိစေဒါကတော့ရှက်တာပေါ့တမီးရှင်ဆိုတော့နင်းတော့ဆောက်ရက်ကွဲပြီဆိုပြီးပြောတယ်ဒါပေမဲ့ငါတင်ထားတာတစ်ခုမှမရှိဘူးကျွန်တော်တင်ထားတာနှစ်ခုပဲရှိရနော်ဒါသူ့လည်းကျွန်တော်ရှင်းပြပြီးသွားပြီကျွန်တော်မတင်ထားဘူးကျွန်တော်တို့အောက်တန်းသားမဟုတ်ဘူးနော်ဒါပေမဲ့ဒီမှာ Mandarin Oriental Hotel တဲ့အဲ့မှာရှိတယ်တဲ့တေချာဝါကြီး confirm ဒါကျွန်တော်တငယ်ချင်းကနေသိတာနော်ဒါ Patricia ပြောပြတာမဟုတ် Patricia ဟိုကောင်မပေးပြောကိုမေကိုလို့မကြည့်နေလဲကြည့်လိုက်ဟဲ့ကြည့်ထားရအောင်နော်မင်းကွာမင်းငါတို့ဗမာတွေဘာထင်နေလဲမင်းဖုန်းကိုကင်လိုက်နင်းပေးပြောလိုက်ပြန်သိမ်းလိုက်ကွာမင်းဘာထင်နေရလဲဘာလုပ်ချင်နေရလဲကလား I want our sister back မင်းကောင်မလေးဖုန်းပြန်သိမ်းလိုက်ဖုန်းပိတ်လိုက်ဟိုဘက်ကနေကျွန်တော် live ကြည့်လိုက်အိုးဟဲ့နင်းဟာ live ထဲမှာပါနေရအဲ့လိုလား
ဟဲ့မင်းမပြောတော့ပါအမားလုပ်တယ်ဆိုဘာဖြစ်တယ်အကုန်လုံးပါအောင်တမိုင်းပါပြီလေမင်းထောင်ထဲမှာနေလေခလေးတော်မင်းမွေးဖို့မရှိဘူးမလားခွေးတခိုးသူများသားသမီးကိုမမရရင်ရေရုံမအခန်းထဲမှာပိတ်ပြီးအခုဖုန်းသိမ်းသွားအခုမှကောင်မလေးဖုန်းပြန်ရတယ်တဲ့သူခင်ဗျာကြောက်နဲ့ဖုန်းဆက်တယ်သူ့အမေကပြောနေတယ်ဘောဆိုအဲ့ဒါကိုပြောကြတယ်ခင်ဗျားတို့ကဝိုင်းပြီးကလားနဲ့ပတ်သက်တယ်ကလားနဲ့ तू အဲ့ဒါကိုကြောက်လို့ဓာကြီးဖြစ်နေတာကြားလာပြီအဲ့ဒါကိုကြောက်လို့ तू ကအခုထိမပြောရဲပဲနဲ့တိန်းထားခင်ဗျားတို့အားလုံးကကလားနဲ့ပတ်သက်ခဲ့တာကို तू ကလားနဲ့မပတ်သက်ခဲ့ဘူး तू အရက်တွေအသေးတောက်ပြီးဟိုတယ်တွေကိုကလားအတင်းခေါ်သွားပြီးဟိုတယ်ထဲမှာကလားမရင်းကျင်တာခံလိုက်ရရင်လည်းအော်မထူးပါဘူးလေဆိုပြီးတော့ကလားနဲ့တွဲမိသွားတာโอเคဒါပေမဲ့ခင်ဗျားတို့အားလုံးကကလားနဲ့ပတ်သက်တဲ့ကောင်မကလားနဲ့အဲ့လိုသူကအဲ့လိုမျိုးပြောတော့အဲ့ဒါကြီးအကုန်လုံးသူကရှက်လို့အခုလဲသူ့အမေကရှက်လို့ဒီလောက်သူ့သမီးကိုဟိုကလားအဲ့မှာဒီလောက်လုံနေတာကိုသိရအောင်အမေကရှက်တော့နေတော့သွားပါပြီဆိုပြီးပြောတယ်ကျွန်တော်အားလုံးသူ့ support လုပ်ရမှာသူ့ကိုချစ်တယ်ချစ်ရမှာသူ့အားလုံးကျွန်တော်မေတ္တာထားရမှာ you know ခဏအဲ့မှာရှိဟာလေသူ့ပဲလားဘယ်သူကသူ့ပဲ we need to support her နော်မြန်မာတနိုင်ငံလုံးသူနဲ့ရှိရဲဆိုတာတတ်သိပြရမှာရှိမှ celebrity ရှိသမျှလူအကုန်ကျွန်တော်ပြခင်ဗျားတို့ရှိမှနဲ့ဖုန်းလာခင်ဗျားတို့ရှိမှနဲ့ပြောပြရတယ်ခင်ဗျားတို့ရှိမှနဲ့ဖုန်းအတင်းဟိုကောင်ချလိုက်တယ်ဒီထက်ရှင်းတာမရှိတော့ဟုတ်တယ်နော်ဒါ screen record လုပ်တဲ့လူတွေတယောက်လောက်ရှိခဲ့လားအခုန conversation လေးကိုလေကျွန်တော်မှအဲ့လိုလူတွေမရှိလို့ရှိလားရှင်း yes လေးပဲမှတ်ပြီပါဗျာဘာမှမဖြစ်ရှိလားအဲ့ဆိုရှိရလေနင် record လုပ်တာOkay thank you ကျေးဇူးတင်ပါတယ်เนาะ spread the word okay ကောင်းပါလေဘယ်လိုနေနေရလဲမသိဘူးပြောတဲ့ပုံစံအရဆိုသူ့အမေကဘာမှမလုပ်ဘူးလားစိတ်မပူလားငါတို့တခုတင်လိုက်မှမဟုတ်ဘူးလေသူ့အမေကစိတ်မပူတာမဟုတ်ဘူးလေကလားတနတ်ထောက်ပြီးတော့နင်းအမေစိတ်ပူနေတယ်ဟိုကောင်တင်တဲ့ဟာတွေဖြတ်ခိုင်းဒါပဲပေါ့အမလေးကလားရေမင်းကလည်းဟဲ့ငါလည်းကလားလေဒီမှာငါလည်းမျက်ခုံးမွေးထူတယ်ကလားလေမင်းတက်ခွာတာငါပညာတတ်တယ်သူများသားသမီးအောက်တန်းမကြောက်မရိမ့်မချင်းမယုံပါဘူးသူများသားသမီးငါဘယ်တော့မရှိခဲ့ဘူးအဲ့တော့မင်းကွာဒါရှင်းရှင်းလေးဟိုကောင်တန်းထောက်တယ်အမေကိုဘယ်လိုစဉ်းစားအမေကအချက်ကွဲလို့ပြောလို့နင်းအဲ့လိုပြောအရှင်းကြီးကွာမထင်ဘူးလားအဲ့လိုမထင်ဘူးလားကြီးရလူတွေသူများသားသမီးကိုကွာရဲဆက်ကွာအခန်းထဲမှာပိတ်တာအခုဖုန်းပြန်သိမ်းသွားပြီအခုနေချလိုက်ရတယ်သူခင်ဗျာဘာဘယ်ဟိုတယ်လေးပဲမေးဖို့ပဲရှိသေးဖုန်းချလိုက်ရတယ်ခွေးတောင်သာဟိုတယ်နာမည်တွေ့ရပြီသိရပြီ Mandarin Oriental Hotel တဲ့Mandarin Oriental Hotels from Malaysia မသိကြနော်သွားတတ်တယ်လို့တော့မရဘူး Patricia ရဲ့ဟိုဘာညာရှိရလဲရတယ်ဒီကောင်က Patricia တော့အခုဒီကောင်မလေးပြောမရဒီကောင်ဒီလိုဖြစ်တဲ့ကြောင့်ရေမွေးနှစ်ဘူးလောက်ဝယ်ပေးရဆိုတော့ဒီကောင် Canjus ကလာငါ Mandarin ပြောတဲ့ hotel ကိုငါ check out လုပ်လိုက်တာတရက်ဒေါ်လာ300ရှိတယ်Now, Manes, I got your UI, so the guy he just she already told me everything. Teacher, I don't know, my to a Patricia, you see on when my hope, or go to an hour, una, phone yard, go to an hour, like when you be Pono, and to Malaysia, no, a colonel, why me low with Java. Who leading on a phone tire, Calab, Lulu, to Patricia, our phone lands are kind of a good, a meal, Yamana couldn't pure content name, and Yamana couldn't personally pure, I could do Piazza. Oh, Yama, phone salajama, I can't be an Yama, Chinyo, a damn kind of video in Nakube, a good in her, Jana, a good in her, the Kuma machine, all my debate in her, a good content in a beauty by charging, how done out in a mulam, who know, so pure chain, pure video. You might be hot them a little maybe where she did, who drowned our phone, we found them piano, piano, like. How did me or let them purely? Who can't be my she, blue your Emily. Nilo Molly. Now piano, who to a piano lumia, who can like to get the glass of long. They want no? I've got blue long, blue shawmless. She's also not stupid. Michelle Mo to be honest, she lady. Good thing to the other modes of Pionate only. I could not hear to go remember in my life got to reach out. To go remember to phone thing. No, I don't hear me, look who, I wish in Arusia, Arumima, Minkali, Mima, Pian Povio, me,
အခုထိရှာထားပတ်စံနေနဲ့မင်းတနေရမှာထိုင်းတို့ဘာလို့ဒိုးပြေးပုံးလိုက် ရှိရလို့ပြောတယ်ဒီနေ့ဟိုကောင်မလေးအဲ့တော့ဒီနေ့ flight ရှိရလို့တော့ပြောတယ်ပြဿနာဒီနေ့ flight မရလို့ဆိုရင်မပြန်မပို့ဘူးဆိုပုံစံမျိုးကိုကလားဖမ်းနေတာနားလေလားအဲ့မျိုးဒီကောင်မလေးကိုငါ့ကိုဖုန်းဆက်ပြီးတော့အားလုံးရှင်းမှာ flight မရလို့ဆိုတဲ့ပုံစံမျိုးပြောတယ်ကလေးကစားလာပြောတယ်ငါပြောလိုက်တယ်နေ့လယ်2နာရီ flight ရှိတာငါသိတယ်လို့အဲ့တော့နေ့လယ်2နာရီ flight နဲ့လာခဲ့ပါညီမလေးလို့ပြောလိုက်တယ်နော်နေမရောက်လာဘူးဆိုတော့အဲ့ကလောက်လည်းပြောလိုက်ပြဿနာပို့ဆိုးဖို့ပဲရှိတယ်လို့ငါတို့မြန်မာတွေတီးခံမှုမရှိဘူးလို့အဲ့လိုပဲမလေးရှားမှာလည်းမြန်မာတွေရှိတယ်လို့သူလည်းစတာလိုက်ကောင်Oh tell her it's not okay နော်ပြီးတော့အင်ဂျင်မာလေးကိုလည်းပြောပြလိုက်ဘာဖြစ် Patricia အခုလိုမျိုးဖြစ်တယ်ဆို Sophia Everest အောက်ကငါအခုတပြောမှာ if Sophia Everest doesn't stand up then we're going to fucking blame the Sophia Everest သူလည်းပြောပြမယ်မင်းဆိုတဲ့အောက်တန်းသားသူလက်ပါခဲ့တာခြေပါခဲ့တာအကုန်လုံးသူပြောပြရဘလို့မိုက်ရိုင်းနဲ့အောက်တန်းသားကလားပါဆိုတာပြောပြမယ်ကလားနဲ့တွဲတာရှက်နေလို့ဆိုပြီးကလားခွေးလို့နောက်နှိပ်စက်တာကလားခံခဲ့ပြီးတော့ကလားနဲ့တွဲခဲ့တာကိုရှက်လို့ဆိုတဲ့ခေါင်းစဉ်အောက်မှာကလားနဲ့တွဲရင်ဗမာတွေဝိုင်းဆဲမှာကြောက်လို့ဆိုတဲ့ခေါင်းစဉ်အောက်မှာကလားနဲ့တွဲတာဟိုကလားမိုက်ရိုင်းနိုင်ကလားနှိပ်စက်တာတွေကိုမပြောရဲစရာအကြောင်းမရှိဘူးနော်No. Because the girl told me everything. So they gone look me. Yeah, she told me everything, and then I think he found out. So he wanted to know what they are, but he didn't know exactly. Hello, so I don't know, but Malaysian government တီးဖို့လိုတယ်ရဲတွေအကုန်လုံးဖုန်းဆက်ဖို့လိုတယ်အခုတော့တဲ့ main passport ရပြီကျွန်တော် comment on man ထားတယ်ကျွန်တော် my day မှာလည်းတင်ထားတယ် Facebook my day TikTok ကဖြတ်ပြတော့အဲ့ဒါအကုန်လုံးကြည့်ပြီးတော့ main passport ကိုအားလုံး one share ပြီးတော့ Malaysian government တီးအောင်လုပ်ပြီးတော့ we have to take an actions ဒီကောင်မလေးကိုမင်းနဲ့တူထားထားရင်တော့ဒီကောင်မလေးကအခုတော့ဘယ်လောက်ကြောက်နေလဲဆိုအမှန်တိုင်းမပြောရတော့ဒီကောင်မလေးကိုမင်းနဲ့ကျွန်တော်နိုင်ငံကိုကျွန်တော်ခေါ်ပြီးမှပဲသူ့ကိုမေးစရာမြန်းစရာရှိတာအကုန်လုံးအမှန်တိုင်းပြောဖို့လိုတယ်နော်အဲ့တော့အခုကတော့ဒါပဲပေါ့သူ့အမေပြောတာနဲ့ပြီးတော့ဒီကောင်ဘေးကပြောပြီးနေအမေပြောတယ် post တွေဖြတ်ခိုင်းပေါ့ဟာသိလားငါပြတော့ပေါ့လားငါတို့အချက်ကွဲနေပြီဆိုရင်ကလားကလာရိုက်တယ်ကလားကလာပြီတော်ရုံမာရဟာဒါကြီးကြောင်နေရတယ်ပဲ့တာပေါ့အဲ့တော့ငါဥမတ်ဆိုဗီယာ Everest အောက်ကိုတမန်လိုက်မယ် if you don't stand up for ဟိုပါလေဟိုဘယ်လိုလဲအခုဒီကောင်ဆိုဗီယာ Everest တော့လည်းအဲ့လိုပြောတယ် depression ဆေးတွေပဲတောက်ပြီးတော့အဲ့လိုဆိုပြီးတော့အဲ့လိုပြောတယ်အဲ့တော့ဆေးတောက်ပြီးရိုက်တယ်နှက်တယ်လည်းပြောတယ်ဆိုဖီအဲ့တော့ if အခု Sophia Everest ကမိန်းမချင်းကိုချင်းစားပြီးတော့ဒီဘယ်လိုလဲဒီ Patricia ဘက်ကသူလည်းမလေးရှားမှာရှိတဲ့အတွက်အခုချိန်မှာမင်းအကြောင်းသိရလဲ तू ကအတီဆုံးဖြစ်တဲ့အတွက် तू ကရက်တီပေးပြီးတော့ तू ကဒီကောင်မလေးကိုခေါ်လာပေးရင်တော့ပို့အဆင်ပြေတာပေါ့ဟာသိရအခုကတော့နေ Sophia Everest နဲ့တည့်ရလူတယောက်ယောက်ပြောပြီးတော့ Sophia Everest ကိုဖုန်းဆက်ပြီးတော့အဲ့ဒါလေးတစ်ချက်ကူညီပေးပါလို့ပြောပေးပါလားဟာလူတိုင်းသိနေဆို Sophia Everest ကိုတစ်ချက်တော့ပြောပေးပါငါအနေနဲ့ comment ကြီးငါအဲ့လိုမမှန်ရင်ငါနာမည်တယောက်ပြောပေးပါ Sophia Everest အဲ့ TikTok အကောင့်အောင်မှာသွားပြီးတော့ help ဘယ်လိုလဲအကောင့်မှာငါအဲ့ကောင်လည်းငါနာမည်အောင်မသိ help Patricia ဆိုပြီးတော့တစ်ချက် Sophia Everest အောက်မှာတစ်ချက်တော့မှန်ပေးပါဟာမဟုတ်နင်သိရလူကလားတယောက်တော့ပြောပြီးတော့ Sophia Everest နဲ့သိရလူရောင်းဝသိရလူတယောက်လည်းသွားပြီးဖုန်းဆက်ပြီးတော့ပြောပေးပါအော်ငါသိပြီ okay တက်တာရတက်တာကိုနိုင်ဝဲကိုနိုင်ဝမ်ခုနပုတ်ထူနေမသိကိုမကန်ဘူးမရသူမကန်ဘူးလို့ပုတ်တူလို့လှိုင်းသားကိုကြီးတို့သိလားအကုန်လုံးရှိသမျှတတိုင်းနဲ့ပြီးလုံးကဟိုအကုန်လုံးอ่ะ we have to stand up for our girl နားလဲလားဟိုမမိုးရောကိုစိုးလွင်ရောအကုန်လုံး every one of us နားလေလားကိုပြဿနာအကြီးကျယ်တက်နေဟိုမလေးရှား Ismin ဆိုတဲ့ကလားဟာ Patricia ကိုဖမ်းပြီးတော့ဟိုဗျာအဲ့လိုမျိုးဗျာဟိုဘယ်တော့ပါလဲဟိုဗျာဟိုအတင်းတိုက်ပြီးတော့မလိမ့်ချင်လိုက်တယ်ကိုရကျင့်ပြီးတော့အခုဒီကောင်မလေးအဲ့ကိစ္စမှာကျွန်တော်အားကိုးလာပြောအဲ့ဒီကောင်အဲ့ဒါတိပါဒီကောင်မလေးဒီပြန်မဲ့ကိစ္စမပေးပြန်မယ်ဒီကောင်မလေးကိုအခန်းထဲမှာရိုင်းခံခံတာမလေးရှားမှာအဲ့ Patricia မလေးရှားမှာ content ရိုင်းနေတယ်ပါအောင်လေဗျာအဲ့ဘာလို့ဒီအတင်းတိုက်ပြီးတော့ဒီအတင်းတက်ဖိုင်တူလိုက်တော့ဟိုဘာလို့ပေးရတယ်ဆိုတော့သူလည်းတွေ့ကလာတွေဘာလို့အစားနေကိစ္စတော့ဒီဘက်ကတော့ဒီလိုလောက်နေတွေ့ရတယ်အဲ့တော့ဘာလို့ထူအောင်လို့ဆိုပြီးဖြစ်နေအခုကျဒီကောင်ကကျွန်တော်လေးကတူတူပဲကျွန်တော်ပြ
ပြောလိုက်တယ်ကျွန်တော်သိပြီးတော့အဲ့တော့ဟိုဒီတိုင်းတော့ခါတာပြီးတော့ဖုန်းနေတာတော့ဒိန်းနေတယ်ဟိုလောက်ပြောနေတာတော့ဘလို့အခုကဘလို့ဦးရဲ့လန်သွားပြီအောက်ခဲပြီးတော့အဲ့တော့ဒီကောင်ဘလို့မှဖီလို့မရတယ်ဒီကောင်ကကောင်မလေးကိုရန်ကုန်နဲ့ဒီနေ့ပြန်มาပို့အဲ့လိုပုံမှန်တော့အဲ့ဒါကျွန်တော်ဘလို့အခုတည့်ရလူတယောက်နည်းနည်းကူပြီးပါဟုတ်ဒီဗမာပြည်ဆိုကျွန်တော်မြန်မာနိုင်ငံအသိရအဲ့လိုလုပ်တဲ့ဒီပေါ့ပြောနေတာမလေးကကျွန်တော်ဘူးကျွန်တော်မသိဘူးဗျာဟုတ်လို့ပုံမဟုတ်ဆိုရင်တော့ကျွန်တော်ကနောက်တနည်းအားဒီလိုပဲရှိရန်ကုန်ကအခုဒီတိုင်းအေးပါလူတယောက်ရောက်လူမှုတင်ရအေးပါလူတယောက်ရောက်ကပြီးတော့အခုမှအမျိုးသမီးကျွန်တော်ကအမျိုးသမီးအေးရပါဗျာရန်ကုန်အမျိုးသမီးရန်တော့ကနေသွားပြီးတော့မလေးရှားတိုင်ရောဟာအီးမေးလ်တော့ပို့လိုက်ပြီးတော့အလုပ်ဖြစ်တည်ရအကုန်တည်အခု mint ဆိုရဲကောင် online မှာဟိုမြင့်မှန်တက်ပြီးစောက်ကြီးဆိုရဲကလားတဲ့ကောင်ရှိတယ်တည်တယ်နှက်ခမ်းဝင်နော်အဲ့ကောင်ခေါ်ပြီး content ရိုက်မယ်လို့ခေါ်ပြီးတော့ content ရိုက်မယ်လို့တစင်းရိုက်ပြီးကောင်မလေးကို Ferrari ကားပေါ်တင်ပြီးတော့တဲ့ဒီကောင်လုံးဝ content မရိုက်တော့ဘူးလေယူလို့ပုံနဲ့ဘာခေါ်ပါပြီးတော့ဗျာအဲ့ရအရင်တိုင်ပြီးတော့မပြောမှဆိုတော့ဟိုကလည်းပထမတော့ no ဘယ်ရောက်ပေါ်တဲ့ခန်းရောက်အတင်းခွာထုတ်လိုက်ဒါတော့ဟိုရအဲ့တော့ကောင်မလေးကြောက်လန့်ပြီးတော့ကျွန်တော်ပြောမိပါဟာသူကမနေ့3နိုင်ပဲ4နိုင်ကျွန်တော်ကအခု robot လေးမှာရှိတယ်ဗျာအဲ့ဒါမျိုးကဟိုကအခုတိုင်းပြည်တည်ဖြစ်ပါတယ်ကို online ရှိလိုက်အာကိုအကြီးကျယ်ဟော့နေတာဒတိုင်းမျိုးလုံးလန်ထွက်နေဒီ free breakfast ဖြစ်နေအဲ့တော့ကလာဟိုကောင်အခုနောက်လည်းကိုင်းနေပြောနေ10မိနစ်ကနေကောင်မလေးကဖုန်းဆက်တော့ကြကလာဟိုကောင်ကနေကျွန်တော်က post ကျွန်တော်တင်ထားတာဒီကောင်မလေးကိုဒီကလာရက်တော့ဆွဲလာနေတာလို့ကောင်မလေးပေါ်နေတဲ့ post နှစ်ခုလောက်ပဲတင်ထားဒီကောင်မလေးကျွန်တော်ပြောရတယ်ကျွန်တော်မတင်ဘူးဘလို့တင်သူ privacy ရှိတယ်လေအဲ့တော့အဲ့ဒါပဲတင်ထားတော့ကောင်မလေးအမေကသူ့ကိုပြောနေတယ်ပေါ့နော်ဒီအချက်တော့ခွဲပြီးပဲညီမလေးလို့အချက်ခွဲတာနံပါတ်1နေနေဟိုဘေးမတီပြန်မခပဲပြင်ရဖို့လိုတယ်ပြီးတော့မြန်မာနိုင်ငံလူတွေကတော့တယောက်မှမပလင်းတော့သူကလည်းဗျာကိုရှက်တယ်ဗျာ celebrity ဆိုတိတယ်ဟိုစောက်ကလာနဲ့ name တော့တွေ့လို့ဒီဆောက် ground ကလာခေါ်လို့သွားလို့နေမှားတာပေါ့တွေ့ပြီဗျာအဲ့မျိုးက negative ပါလို့မခံနိုင်ဘူးပေါ့ဗျာကောင်မလေးကအဲ့တော့အဲ့နေပြီးတော့အဲ့လိုသူ့နေရာသူ့နေတော့ဒီဆောက်ချက်တော့တော့ဖွင့်ပြီးဆိုတော့အမှန်တိုင်းပြောရင်ကျွန်တော်အားလုံးကဝေးလေးနဲ့ထွက်ပြီးဖက်ကြည့်လိုက်ပါကိုတွေ့ရင်နော်ဒီနည်းနည်းလေးကိုဘယ်လိုပုံကြီးလေးရမလဲစဉ်းစားပြီးတော့ဟိုကျွန်တော်ရန်ကုန်ကဒီလူမှုပိုင်းနဲ့ခဲ့တယ်ကိုကြီးသိပါတယ်ပိုင်းအလူတွေနဲ့ပဲပေါင်းပြီးတော့ပဲဒါကျွန်တော်အားလုံးနဲ့ဒီကျွန်တော်တော့လည်းကျွန်တော်တဲ့နော်ဒါပေမဲ့လိုရရင်ဒါဒီကောင်လေးကတော့ဘာသာနာပါတယ်ဘောလေးဗျာနော်ကျွန်တော်အားလုံးဒီချိန်မှာကျွန်တော်နိုင်ငံကောင်မလေးကိုကလာခေါ်ပြီးမှခိုင်းရင်ဟိုဖမ်းပြီးကိုဟိုတယ်ခိုင်းတော့ပိတ်ထားအဲ့တော့ဒီကောင်ပုံစံဒီနေ့ဒီကောင်ဘာလို့ဒီကောင်ဒီနေ့ဒီကောင်မလေးလွတ်လိုက်တာဒီနေ့ရောက်တဲ့ဗီဒီယိုမှာပြောပြီဗျာသူဘယ်လိုပြောရရင်ဒီကောင်ကဟိုကျွန်တော်တို့ပေါ့ကျွန်တော်ဘာမှဖြစ် civil case ဆိုအဲ့တော့ကျွန်တော်ဘူးလို့ဟောပါအင်တာပို့ပါဟိုအားကျွန်တော်ဘာခွင့်မဖြစ်သွားပြီဒီမရင်းဖြစ်သွားတယ်အဲ့လိုကြောင့်ဒီကောင်အင်တာပို့ပါညာနဲ့ညီမအစိုးရနှောက်လိုက်တယ်မလေးရှားအစိုးရဒီကောင်တကယ်ပဲကျွန်တော်အင်းစိန်ကြီးပြန်ခေါ်လာဒီကောင်အဲ့တော့ကလာဟိုကောင်မလေးအခန်းထဲထိုင်စဉ်းစားနေလူဘဝဘာဖြစ်နေလဲပြဿနာကျွန်တော်ဖြစ်နေနေတာမင်းပြေးနေတယ်ပြေးနင်းငါတို့မတိုင်ဆေးရသေးတယ်ဟုတ်ပတ်စံကယူပြီးဒါပေမဲ့ဒီနေ့တော့ Patricia ရအောင်ပြန်ပို့ပြီးပါဆိုတော့ကျွန်တော်ပြောနေကလာပြန်မပို့ကောင်မလေးကိုအခန်းထဲမှာထည့်ထားအဲ့ဒါကိုနည်းနည်းလေးလုပ်ပါဗျာတော့နည်းနည်းအကိုကြီးလည်းဖတ်ကြည့်လိုက်အချမ်းမြင့်အကိုကြီးသူကောင်မလေးအတန်ကနားထောင်အကိုကြီးသဘောပေါက်လိုက်မယ် She's getting raped right now ကျွန်တော်ကဒီနေ့ကတော့ကျွန်တော်ပုံမှန် live နဲ့ဆိုမတက်ချောင်းနေတာကျွန်တော်တိုင်းမှာပြန်နားထောင်နေလို့ဖွင့်နေလို့ Patricia ကျွန်တော်အကိုကြီး help me ကျွန်တော် live တက်တော့တက်လာကျွန်တော် Patricia နဲ့တနင်္လာနေ့လောက်စကားပြောတယ်စကားပြောလို့ကျွန်တော်အမှန်တမ်းအဆုံးသိပါတယ်ဗျာအဲ့တော့ဘယ်လားအဲ့မှာကျွန်တော်တို့ကလည်းနည်းနည်းပြီးနေတာပုံမှန်ကျွန်တော်သိသွားတယ်ဆိုပြောအောင်ပါဆိုတော့လည်းလမ်းနေဗျာပြောတာတော့ဘာလို့ရှိနေဒီတော့တင်တော့ဒီတော့ကျွန်တော်တို့တက်ပြီးတော့အဲ့လိုကအလုံးဟိုကောင်ကတိနေတယ်ပြီးတော့ကောင်မလေးမတော်ဘူးလို့ဖြစ်တာအကွေလောက်ပါဗျာကိုင်းမေပါညားနေတော့ဘယ်လိုကိုnhìnလို့ရမှာချက်လေးကြည့်ပါတကယ်ဖြစ်နေ online မှာကိုတစ်ချက်လေးလာကြည့်တကယ်ကိုဖြစ်နေနော်ဟုတ်ကဲ့ကျေးဇူးပါတကယ်ဆိုရင်ရဲတိုင်လေးကွာတဲ့ Mandarin Hotel Kuala Lumpur Malaysia ခင်ဗျားတို့ကလေ you've never been ဟောမဖြစ်ဘူးတဲ့ socially community you've never been affected ကျွန်တော် socially ဟောမဖြစ်ဘူးအဲ့လောက်မလွယ်ဘူးလေဒီလား main ကလေးဖြစ်ရ
အဲ့လောက်မလွယ်ဘူးလေ main ကလေးပြတိုင်လို့ရလားမရဘူးဒီမှာကောင်မလေးခေါ်ကျွန်တော်ခေါ်လို့မရတော့ဘူးဟဲ့အောင် ismin မင်းကြည့်နေတာငါသိတယ်အခြေသူပြုရေမင်းအဲ့ကောင်မလေးအခန်းထဲထွက်သွားပြီးတော့မင်း team နဲ့မင်းလောက်ဆရာရှိရလို့ငါတို့မင်းသမီးကိုသူ passport နဲ့သူပေးလိုက်ငါတို့ရအောင်ခေါ်မယ်ရန်ကုန် just be done with it မင်းနဲ့မင်းဘောမင်း go on with your life okay just let her go ဒါပဲပြောချင်တာငါတို့မင်းသမီးကိုပေးလွတ်လိုက်ငါတို့မြန်မာနိုင်ငံကောင်မလေးကိုမလွတ်ပေးလိုက်တော့ပြီးသွားပြီနော်ငါလည်းမင်းကိုဘာမှမဖြစ်ချင်ဘူးလောတယ်ပေါ့နော်စိတ်ရဲ့အချိန်ပေးမယ်မဟုတ်ဆိုရင်မင်းဒီကောင်မလေးခေါ်ထားလေမင်းဒီကောင်မလေးဖုန်းမပေးပြောလေလူတွေကပိုစိတ်ပူလာမယ်လူတွေကပိုစိတ်ပူလာလေဒီတင်းက hot လေပိုများလေနောက်ဆုံး Malaysian government အထိ notice ဖြစ်ပြီးတော့မင်းကို Malaysia government လာဖမ်းပြီးသွားတဲ့အချိန်ကြာရင် you will be done အဲ့ကြရင်မင်းကပတ်စံလည်းမရှိကုမ္ပဏီလည်းမရှိဘာမှမရှိဘဲနဲ့မင်းကထောင်ကြနားလေ okayဘယ်နိုင်ငံဘယ်နေရာမှာ sexual predators ကိုလက်မခံ you are sexual predators she already told me everything so ငါဟိုသူကနာပြောတယ်သူငါဖုန်းထဲမှာပြောတယ်သူနဲ့ငါနဲ့ personal ပြောတဲ့ဟာတခုမှငါမတင်ဘူးနော်မင်းကောင်မလေးကိုရှောက်မေးမရှောက်ချင်းချောက်နေနေအဲ့ဒါမတင်သေးဘူးလေမင်းက10ရက်အချိန်ပေးမယ်ပြောရလေခွေးတောင်းသားမင်းကအခုပဲ message ပို့မင်းလည်းတွေ့ပြီမင်းက10ရက်အချိန်ပေးမယ်ပြောငါမတင်ငါယောက်ျားလေ but let her goမင်းအခုဒီနေ့တော့ငါဒီနေ့ထိပဲမတင်တာနော်မင်းကဒီနေ့ည7:00နာရီဒီနေ့ညနေမမငါတို့6နောက်ထပ်9:00နာရီ10:00နာရီညနေပေါ့ထားပါည9:00နာရီလောက်မှ Patricia ရန်ကုန်မြို့ပြန်မရောက်ဘူးဆိုရင် Patricia နဲ့ငါနဲ့ပြောထားတဲ့အကြာကြီး1နာရီကျော်လောက်ပြောထားတဲ့ဟာအကုန်လုံးငါတင်ပါနော်နားလေလားငါလုံမှာနော်မင်းက10ရက်တွေပါအထားမထားတော့မဟုတ်လေဗျာမဟုတ်အခုဒီကောင်းလက်ထဲမှာကျွန်တော်ဒီကောင်းမလေးကဒီကောင်းလက်ထဲမှာရှိတော့ကျွန်တော်ဘက်ကလည်းဂတိတည်မယ်အဲ့တော့10ရက်ကျွန်တော်မလုပ်ဘူးဆိုဒီကောင်း10ရက်ဒီကောင်းနိုင်ငံတွေပဲတခြားနိုင်ငံတွေပဲဒီကောင်းပြေးဖို့အချိန်ရမယ်အေး10ရက်ပြီးရင်တော့မင်းဟာအကုန်လုံးငါတို့ပြောမယ်ပြီးရင်မင်းလည်းပြေးမရင်းကောင်မယ်ဟဲ့အခုလည်းမရင်းကောင်မယ်နောက်လည်းမရင်းကောင်မယ်တိတ်ရဲဒီမရင်းကောင်မယ်ဟုတ်တယ်မနော်မင်းစောက်ဖို့မပြောနဲ့တော်အဲ့ဒါပြောင်းလို့မရအောင်နော်အဲ့ဒါပြောင်းလို့မရအောင်no rapist is a rapist be why you're a rapist everywhere so အဲ့ဒါပြောင်းလို့မရအောင်အဲ့ဒါပြီးသွားအဲ့လိုဖြစ်လို့လေ Patricia ငါတို့ညီမလေးဘာမှအထင်သေးသေးငါတို့နိုင်ငံကောင်တွေမရှိဘူး okay အဲ့ခွေးတောင်းသားသူ့ကိုဘလို့တွေနီးမျိုးစုံနဲ့ဘလို့တွေလှုပ်ပြီးတော့လှုပ်လာတယ်ဆိုတော့ကျွန်တော်မှဒီကောင်မလေးရှင်းပြထားတယ်တနင်္ဂနွေကျော်တက်သေးရှိတယ်နော်အဲ့တော့ဘာမှမဖြစ်ဘူးသူ့ကိုကျွန်တော်အားလုံး support လုပ်ရမှာခင်ဗျားတို့အောင်တောင်းပန်ပါတယ်နော်ဒီချိန်မှာ Patricia blame လုပ်စရာလည်းမလို we have to support her we have to love her we have to tell her that we whole country is with her အပြောဟိုကောင်ရှိတယ်ဟိုကောင်ဖြတ်ခိုင်းနေဟုတ်တော့ပြန်ပြီးတော့ဟိုကောင်ရှိနေဟုတ်ပြီနော် we have to help her that's it မလေးရှားရောက်မြန်မာထိုင်းရောက်မြန်မာအင်္ဂလန်ရောက်မြန်မာတော်လိုင်းလောက်တဲ့မြန်မာမမိုးပူတူလိုင်းသားကိုကြီးဖြူထွေးevery one of us have to help her ဟုတ်ပြီနော်ရှင်းလေးဒီကောင်မလေးထင်တယ်လို့သူ့အမေထင်တယ်လို့ကျွန်တော်နိုင်ငံကြီးကသူ့အထင်သေးွားလို့အဆက်ကွဲွားလို့မျိုးမဟုတ်ဘဲနဲ့ဒီကောင်မလေးဘက်ကကျွန်တော်ရက်တီးပြီးတော့ဒီကောင်မလေးလိုမျိုးခံနေရတဲ့ main ကလေးတွေ main တဲ့ victims တွေအကုန်လုံးထွက်လာပြီး me too ဆိုပြီးထွက်လာပြီးတော့ဖြစ်အောင်ဒီကောင်မလေးဘက်ကကျွန်တော်ရက်တီးရမယ် there's nothing wrong with it နော်အေးကိုနှိပ်စက်ညှင်းပန်းနေကိုရုပ်မာတဲ့ no ဆိုတော့ no မှမသိဘဲနဲ့အနိုင်ချင်းရုပ်မာတဲ့ကလားနဲ့ပတ်သက်တာညီမလေးမှားတာမဟုတ်ဘူးအဲ့အနိုင်ချင်းရုပ်မာတဲ့ခွေးလူမဆန်တဲ့ခွေးတောင်သားကလားမှားတာတော့ခမရတို့ကလည်းသူ့ကိုကလားနဲ့ဆိုတာမဟုတ်ဘူး no အဲ့လိုပဲဒီမှာလဲဒီကောင်းကိုလုပ်မယ်ဆိုပြီးတော့အတိတ်ပဲမရှိတဲ့ဘာသာရှောက်လို့မပြောပါနဲ့နော်အစ္စလာမ်ဘာသာဝင်တွေကိုခဏနေကျွန်တော်ပြောပြပါပြီနော်ဒီကိစ္စကိုရှုံချတယ်ယွန်းနေဒီကောင်ပြင်းပြင်းထန်ထန်အပြစ်ပေးတင်ကြောင်းအစ္စလာမ်ဘာသာဝင်တွေကိုယ်တိုင်ကိုထွက်ပြောပါလိမ့်မယ်နော်ဘာသာရေးနဲ့လည်းမဆိုင်ပါဘူးလူမျိုးရေးနဲ့လည်းမဆိုင်ပါဘူးယောက်ျားလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုတစ်ဖက်နိုင်ငံကိုခေါ်ပြီးတော့သူအားကိုးမရှိတဲ့အချိန်မှာမရင်ညှင်းပန်းနှိပ်စက်နေတဲ့ as simple as that is physical abuse rape emotional abuse all kinds of abuse နောက်တစ်ခုလုပ်ပေးဖို့လိုတာ Sophia Everest ကိုတွားပြီးတော့မင်းဒီဘလို့ကောင်းလဲမင်းဒီသူ့ကိုဘလို့တွေလုပ်ခဲ့လဲမင်းဒီသူ့ကိုဘလို့တွေနှိပ်စက်ခဲ့လဲဆိုတော့ပြောပြဖို့ပြောပေးပါ Sophia Everest လည်းသူ့ဒဏ်တွေအများကြီးခံခဲ့ရတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့အတွက် Sophia Everest ကိုတွားပြီးတော့ Save Patricia အမရေလို့ဝိုင်းပြီးပြောပေးကြပါ
ဘာလို့သူ့ပဲတည်ရမင်းဗမာနေလဲဗမာစားလဲဗမာတောက်လဲအခုလက်ရှိဘလို့ဘာတွေလုပ်နေလဲမင်းဖုန်းနံပါတ်သူ့ပဲတည်အဲ့တော့ Map Patricia ဝိုင်းပြီးပြောပေးကြပါ That's all I wanted to say ချမယ်ဆိုတော့တကယ်ဖြစ်နေရလေကွာမင်းပိုင်တဲ့လူဘာညာနဲ့စက်ပေးမှရမှာလေ This is already happening ဒီကောင်တကယ်လုပ်ခဲ့တာငါမှအကုန်ရှိတယ်ညီလေးငါမှအကုန်ရှိတယ်ခဏကျုံးစမ်းဖုန်းဆက်မှာရှားထပ်ပိုင်သိလားရှားထပ်ပိုင်သိလားတော့မသိဘူးဟာညာဟက်ကာ You don't know I'll rain fire on you ဟဲ့အောင်ညီလေးရငါတို့ဗမာမိန်းကလေးကိုမလေးရှားဟိုတယ်ထဲမှာထည့်ပြီးဖုန်းသိမ်းပါသိမ်းနေဟိုကောင်ကထိုင်လုံနေတယ်အခုထိလုံနေတော့ဦးနာဟိုကောင်မလေးကလွန်ခဲ့တဲ့10မိနစ်15မိနစ်လောက်ငါ့ကိုဖုန်းဆက်တယ်ဆက်ပြီးတော့မသိရင်သူ့အမေကပေါ့နော်နင်းသိခါတော့ကြပါပြီဘာညာပြောနေတယ်ပေါ့နော်အဲ့တော့ငါတို့မြန်မာတွေရဲ့စိတ်ဓာတ်ကိုလည်းနံပါတ်1ပြင်ဖို့အတွက်ကိုမင်းလည်းနည်းနည်းမင်း celebrity ပဲမင်းလည်းတိုက်တွန်းပေးနော်ဒီကိစ္စမှာငါတို့ Patricia ဘက်ကရှိရမယ် Patricia ကိုဗလိန်တာဘာညာလှုပ်တဲ့ကောင်အကုန်လုံးငါတို့အဲ့ဗလိန်တဲ့ကောင်မှာငါတို့ပို့လို့ပတ်သက်ဆဲမယ်ဟုတ်ပြီနော်ငါတို့ Patricia ကိုအားပေးရမှာ तू ကကွာငါ့ကိုပြောတယ် तू ကရှက်နေတာပေါ့ကွာသိလားငါပြောသိလားဒီကလားနဲ့ကွာတွဲလာလို့လုံမိလို့တော့မှသူ့လူကအောက်ကကောင်တွေကဆဲနေတာဟုတ်လားအဲ့တော့ဒီကလားရှိမှဒီလိုတွေခံရတယ်ဘာညာသိရင်ဩနဲတော်နဲသေးတယ်ဒီကလားယုံပြီးသွားတာဟိုအဲ့လိုမျိုး comment တွေတက်ပြီးသူ့အဲ့လိုမျိုးအထင်သေးမအောင်ကြောက်နေဒါပေမဲ့ငါသူ့ပြောစေချင်တာငါတို့အားလုံးသူ့ဘက်ကရှိတယ်နော်ဒီကိစ္စတွေအဒီဟာတွေထက်ဗားတွေကိုကြောက်ပြီးတော့ဟာလားကလားနဲ့ရှက်လို့ကလားနဲ့သွားတာကြောက်လို့ဆိုတော့ရှက်လို့ကလားအနိုင်ကျင့်တာကလားရုပ်မာတာကလားဟွာဖြစ်တာဟာလားခံစရာမလိုငါပြောညီသဘောပေါက်တယ်နော်ညီမင်းနားလေနော်ငါရှာငါပြောသဘောပေါက်နော်အဲ့တော့အဲ့ဒါမျိုးငါတို့မြန်မာတွေကိုလည်းမင်းနှုတ်ဆော်ပြီးတော့ငါတို့အားလုံး we stand with Patricia there's nothing wrong with ကလားနဲ့သွားတာလာတဲ့ကလားရုပ်မာတာခံရတာကိုပြန်ပြောမပြောပဲနေစရာအကြောင်းမရှိဘူးအဲ့လိုပဲငါဒီကလားကြောင့်စုံစမ်းပြီးသွားတယ်ဒီကလားလောက်ထား Patricia တယောက်တည်းမဟုတ်ဘူးဟိအောင် Sophia Everest လည်းပါတယ်နော်အဲ့တော့မဟုတ်လေမင်း social နဲ့ငါ information ကိုမင်းနားထောင်ပြီးသွားပြီမင်းလှုပ်တင်လှုပ်ထိုက်တာအကုန်လုံးမင်းအခုစလှုပ်တော့လေနော်အော်မင်းဟိုအားမလို့ဟဲ့မပူနဲ့ဟဲ့ငါညမသာလာပါစေဒီကောင်ငါ10ရက်အချိန်ပေးထားတယ်ဟဲ့ငါဒီကောင်မလေးဒီနေ့ရောက်တာနဲ့ငါတို့မြန်မာနိုင်ငံလူတွေဟိုဟာဖြစ်တာနဲ့ဒီကလားကိုမလေးရှားကိုဖမ်းမှာနားလေလားညီလေးအဲ့လိုလုံးလို့မရဘူးလေငါရှာမင်းကလေးတယောက်ကိုလုံးလို့မရဘူးလေအခန်းထဲမှာပိတ်ဖုန်းသိမ်းပြီးတကားလောက်ခတ်လို့တော့မရဘူးလေအဲ့ဒါလေးလောက်တာနဲ့ကို physical abuse ဖြစ်နေပြီသိလားငါ software ဖုန်းကိုလုပြီးအခန်းမှာတောက်ခတ်ပြီးဟဲ့နေဒီမှာထိုင်နေမတော်ဘူးလို့လောက်တာနဲ့တင်အဲ့ဒါ physical abuse ဖြစ်နေပြီနှစ်ဝင်ရတယ်သိလားကလာအဖင်ရားနေတယ်စာလည်းမတက်ဥပဒေလည်းနားမလဲတက်ချင်အောင်ဆောင်ပြီးတော့ငါအခုဒီကလာပြောတာအခုဒီကောင်မလေးကိုရန်ကုန်လှုပ်ပေးလိုက်ငါတို့နောက်ထပ်10ရက်တိတိဒီကောင်ကိုမတိုင်ဘူးဘာမှမလုပ်ဘူးဟုတ်ပြီနော်ဒီကောင်ဒီ10ရက်ထဲမှာ2%သူအကောင့်ထဲကထုတ်ပြီးပြေးကျင်နိုင်ငံပြေးတော့ဒါပဲဒီကောင်ကငါပြောနိုင်တဲ့ultimate တန်းဒါပဲအခွင့်အရေးကလည်းဒါပဲအေးဒီနေ့ဒီကောင်မလေးကိုမလုပ်ဘူးဆိုရင်တော့အခုကိုခန့်စီသူတို့နော်အားလုံးကိုခန့်စီသူလည်း why me mention များလုပ်ပေးနော်ကိုခန့်စီသူကလည်း one of the ပြောရေးဆိုရေးမြန်မာနိုင်ငံ leaders ထဲမှာပါတယ်အဲ့တော့ကိုခန့်စီသူတို့ငါတို့ရုပ်ရှင်အစည်းအရုံးအကုန်လုံးအမျိုးသမီးရေးရာတို့နောက်ထပ်2နိုင်3နိုင်တွေမှာပြောတင်ပြောထိုက်တဲ့လူအကုန်လုံးငါပြောခိုင်းပြီးပြီကွာအဲ့တော့အကုန်လုံးငါတို့ပြောနေနော်လူရတယ် shut up and listen because မြန်မာပြည်ကလူတွေကပဲမလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ရုံးကိုတွားပြီးတော့မလေးရှားနိုင်ငံမြန်မာတန်အမတ်ကပဲမလေးရှားနိုင်ငံမြန်မာတန်အမတ် Malaysian police will come and get him မင်းရဲ့ passport လည်းကျွန်တော်တို့ရှိမှရပြီမင်းရဲ့ဟွာလည်းရပြီမင်းလည်းငါဥပို့ပေးမယ်မင်းရဲ့ passport နဲ့ဒီကောင်ကလားရဲ့ passport အကုန်ပို့ပေးမယ် okay မင်းနားမလဲမပြောနဲ့ငါဥပဒေနားလဲ okay အဲ့တော့ကျွန်တော်ရှိရအမျိုးသမီးရေးအားနေပြီးတော့မလေးရှားမှာရှိတဲ့မြန်မာနိုင်ငံ embassy ကမြန်မာနိုင်ငံ ambassador ကိုတွားပြီးတော့မြန်မာမင်းသမီးအမျိုးသမီးတယောက်ကိုဒီလိုခံနေရတယ်အဲ့ဒီအတွက်ကျေးဇူးပြု Malaysian foreign minister ကိုပြောပြီးအရေးယူပေးပါလို့ request လုပ်ပေးပါလို့ကျွန်တော်တို့ကပြောရမယ်အဲ့ဒါဆိုရင် Malaysian foreign minister will take actions against the men that around out the panic simple as that is motherfucker I'm coming for you okay မင်းတို့ရှင်းမြလူအကောင်လုံး I'm smarter than you and I have evidence 1 hour long evidence ငါမင်းပြောတာရှင်းလေးအဲ့ဒါတွေငါမလုပ်ခင်ဒီကောင်မလေးဒီနေ့လာပါဒီနေ့ရန်ကုန်ရောက်ရင်မင်းက10ရက်အချိန်ပေးမယ်ငါယောက်ျား live မှာပြောနေတာ10ရက်အချိန်ပေးမယ်ငါနဲ့ဒီကောင်မလေးပြောတာရင်မတင်ဘူးအေးဒီနေ့မလာဘူးဆိုရင်ငါတင်ပါရှင်းလေးပဲနော်အဲ့တော့ that's it အဲ့တော့မင်းလည်းလှုပ်တင်လှုပ်ထိုက်တာလှုပ်တော့မင်းကဥပို့ပေးမယ်ဒီကောင် passport နော် okay လှုပ်လို့ရလားအဲ့လို
နင်ကဘာလာပြောနေငါပြောတဲ့အတိုင်းပဲသွားအောင်နံပါတ်1အမျိုးသမီးကြီးကသွားရမယ်ဒီကောင်မလေးရဲ့ passport ပြရမယ်မလေးရှားမှာမြန်မာအမျိုးသမီးတစ်ယောက်က ismin ခေါ်ဒီကောင် passport ပြဒီကောင်အနိုင်ကျင့်တာခံနေရတဲ့အတွက်အဲ့ကြရင်မြန်မာအမျိုးသမီးကြီးကနေပြီးတော့တရားဟောဒီလူကြီးတရားအကူညီနဲ့မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာ embassy ကိုဖုန်းလမ်းဆက်မယ်မြန်မာ ambassador ကလည်း foreign minister ကိုချိန်တာလွယ်လွယ်လေး foreign minister ကနေမှတစင်မလေးရှားပြည်ထောင်ဝင်ကြီးကနေမှတစင်မင်းကိုဒီနေ့ညနေကိုကောက်လိုက်မယ်ဟဲ့အောင်မင်းကပြောပြီးမသေးလိုက်မယ်နော် let her go ပြင်ပြေးပတ်စံအမြန်ထုတ်မင်းဘန်ထဲမှာရှိပတ်စံအမြန်ထုတ်ပြင်ပြေးတော့မမပြောရှင်းလေငါဒီကောင်မလေးဒီနေ့အခုတောင်ကွာမင်းလှုပ်လို့ရအခုတောင် Patricia ကိုမင်း ticket ဝယ်ပေးပြီးတော့ငါ့ကို flight ticket ပို့လို့ရတယ်အဲ့ဒါလေးတွေ့ရင်တော့ငါမင်းကိုဒီ pressure အကုန်လုံးခဏငါ10ရက်ထိန်းပေးမယ်ဟုတ်ကောင်ဘေးမှာရှိတယ်ဟာဘာ location မှာဘာမှဒီကောင်မလေးက share လို့မရဘူး everything is in ဟုတ်ကောင် control မှာရှိတာနော်ရှေ့ထင်ကျွန်တော်ပြောတဲ့အတိုင်းပဲမူကသွားရမှာမြန်မာနိုင်ငံကနေပြီးတော့ we have to help